step back ဒီ exercise က core exercise တစ်ခုဖြစ်တယ်ဒီလေ့ကျင့်ခန်းလေးလုပ်မှဆိုလို့ရှိရင်ခါနဲ့ကြမ်းမြင်နဲ့လုံးဝထိကန်နေဖို့လိုတယ်ပြီးရင်ဒူတွေ90ဒီဂရီတက်တက်ထောင်းတာခြေထောက်အောက်မကျစေနဲ့အပေါ်အရမ်းမမြောက်စေနဲ့လက်ကိုလည်း90ဒီဂရီတက်တက်လေးထားပါနောက်ကိုမလျှောစေနဲ့သတိထားမယ်ပြီးရင်လက်တီးရဆုပ်ထားလို့ရတယ်လောင်းဝဖြန့်ထားလို့ရတယ်အဆင်ပြေသလိုထားပါပြီးရင်ဆန့်ကျင်ဘက်လက်တစ်ဖက်ခြေထောက်တစ်ဖက်ကဆန့်ထုတ်မှာပါဒီလိုလက်တစ်ဖက်ခြေထောက်တစ်ဖက်ဆန့်ထုတ်တဲ့အချိန်မှာလည်းဒီခါအောက်ကကော့သွားလို့မရဘူးဒီခါအောက်ကအင်ဂျီစာကိုဆွဲထုတ်ရင်တော့မှပဲပါမလာအောင်လို့ခါနဲ့ကြမ်းမြင်တွေကလုံးဝထိကတ်ထားမှာပါပြီးရင်လက်နဲ့ခြေထောက်နဲ့ဖြည်းဖြည်းချင်းဆန့်ထုတ်မယ်ကျွန်တော်တို့လက်တစ်ဖက်ခြေထောက်တစ်ဖက်ဆန့်ထုတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်မဆိုင်နဲ့ကြံတဲ့လက်တစ်ဖက်ခြေထောက်တစ်ဖက်ကကျွန်တော်တို့အတက်နိုင်ဆုံးမလှုပ်အောင်ထားမယ်ခါကိုကော့မသွားအောင်ပါမသွားအောင်လုပ်မယ်နောက်တစ်ခုကမြင်မြန်မလုပ်ရဘူးเนาะမြင်မြန်လုပ်တဲ့ခါမှာဆိုဒီလိုတလွဲတွေဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကိုလှုပ်ရမယ်ဘယ်ချီနဲ့ညာလက်ညာချီနဲ့ဘယ်လက်ကိုပဲအာရုံစိုက်ဆန့်ကျင်ဘက်ပေါ့နော်ဘယ်ဘက်ခြေထောက်ဆန့်ထုတ်မယ်ဆိုရင်ညာဘက်လက်ကိုဆန့်ထုတ်မယ်ညာဘက်ခြေထောက်ဆန့်ထုတ်မယ်ဆိုရင်ဘယ်ဘက်လက်ကိုဆန့်ထုတ်မယ်ပေါ့နော်အဲ့လိုလေးတီချာချာလေးအာရုံစိုက်ပြီးတော့လုပ်ရမှာပါဒီလေ့ကျင့်ခန်းကမြင်မြန်လုပ်မယ်ဆိုလို့ရှိရင် benefit ရမှာမဟုတ်ပါဘူးအထူးသတိထားမှာကကျွန်တော်ဒီ exercise ဒီ core လို့ခေါ်တဲ့ဒီကြောရိုးတစ်ချောင်းမှာရှိနေတဲ့ muscle တွေအကုန်လုံးကို train ပေးတာဖြစ်တာကြောင့်ကျွန်တော်တို့ဖြည်းဖြည်းလေးလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခါနာတဲ့လူတွေအတွက်အရန်ကိုမကောင်းတဲ့ exercise တွေတစ်ခုဖြစ်ပါတယ်